တို့တွေလှူရတန်းရတယ်ဆိုတာဒါနကုသိုလ်ဆောက်တည်ရတာကသီလကုသိုလ်တရားဓမ္မနာရတာဘာဝနာကုသိုလ်လို့ခေါ်တယ်အဲ့ဒီမှာအမြတ်ဆုံးလို့ပြောကြမယ်ဆိုရင်သူ့ဟာနဲ့သူတော့ဒီဆိုပါစို့တရားပင်ဆိုင်လဲတန်မိုးရှိတာပဲဟင်းသီးမြက်ပင်ဆိုင်လဲတန်မိုးရှိတာပဲသူ့အကျိုးနဲ့သူတော့ရှိတာကြီးပဲအကုန်လုံးဒါနကောင်းမှုလည်းလုံးဝမှာပဲဘာလို့လို့ဆိုလူတွေသုံးဆောင်ရတာဒါနကောင်းမှုချောင်ရတာနော်အသက်ရှည်တာကျမ်းမာတာသီလကောင်းမှုကြောင့်ရတာအသိပညာရှိတာဘာဝနာကောင်းမှုကြောင့်ရတာဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုဆိုစုံအောင်လုပ်ရမယ်ဒါနလည်းလုပ်ရမှာပဲဒါနမလုပ်ရဘူးလို့ဟောရင်နားမထောင်နဲ့အဲ့ဒါသီလမလုပ်ရဘူးလို့ပြောရင်ဝိပဿနာသာအထောက်ရမယ်ဒီလိုမဟုတ်ဘူးနော်ဒါနလည်းလုပ်သီလလည်းလုပ်ဝိပဿနာလည်းလုပ်သူ့အကျိုးပေးနဲ့သူပဲလောကမှာပစ္စည်းဥစ္စာဆိုတာလည်းမရှိလို့မဖြစ်ဘူးလူဖြစ်နေသည်နိဗ္ဗာန်ရောက်သွားရင်တော့မလိုဘူးပေါ့နိဗ္ဗာန်မရောက်သေးခင်ကိုယ်မှာပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံဖြစ်ရမယ်နောက်ပြီးတော့ကျမ်းမာရမယ်အသက်ရှည်ရမယ်အသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုတော့ကုသိုလ်ကောင်းမှုတွေဟာအဓိကတော့အလုံးကိုအကျိုးပေးနိုင်တာဖြစ်တယ်သို့တော့အထူးဝိသေသအကျိုးပေးတာမျိုးလေးတွေလည်းရှိတယ်ပေါ့ဒါကြောင့်ဒါနကောင်းမှုကြောင့်ဖြစ်လျက်ဘဝမှာစိစိမ်ဥစ္စာတွေပြည့်စုံတယ်သီလကောင်းမှုကြောင့်ကျမ်းမာတဲ့အသက်ရှည်တယ်ဘာဝနာကောင်းမှုကြောင့်အသိဉာဏ်ရှိတယ်ဆိုဒီဟာတွေကလူတွေအတွက်လိုအပ်ချက်တွေဖြစ်လို့ကုသိုလ်ကောင်းမှုတွေကိုတို့တွေစ조사အထောက်အမှာဆိုတာမြတ်စွာဘုရားကဧဝံဇာတေနမစ္စေနကတ္တဗံကုသလံမွေးဖွားလာတဲ့တရားတယောက်ဟာကုသိုလ်ကောင်းမှုကိုစ조사ပြီးပြုပါလို့ဒီလိုခေါ်တာနော်ကုသိုလ်ဆိုတာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အဲ့ဒီထဲမှာသူခောပုံညတဥစေဟောကုသိုလ်ကောင်းမှုတွေစုဆောင်းပြီးမှချမ်းသာတယ်တဲ့လောကလူတွေကတော့ငွေစုမိရင်ချမ်းသာတယ်လို့ထင်တာနော်ငွေစုမိလို့ချမ်းသာတာကသုံးညင်သုံးရတဲ့ချမ်းသာမှုမျိုးမချမ်းသာဘူးလို့ဆိုလိုတာမဟုတ်ဘူးအဓိကဒီချမ်းသာမှုတွေကိုပေးနိုင်တာကုသိုလ်ကမှပေးနိုင်တာလို့ဆိုလိုတယ်နော်ဒါကြောင့်ကုသိုလ်ကောင်းမှုကိုအဓိကထားပြီးတော့ကိုယ်ရင်နဲ့နှလုံးထဲမှာကုသိုလ်ဖြစ်အောင်နှလုံးသွင်းပြီးကုသိုလ်တရားဖြစ်ပေါ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း